သမိုင်းမှာအမေရိကအီရန်ကိုစစ်ပွဲရှုံးခဲ့တယ်ဆိုတာသိပါသလားအဲ့ဒါလွန်ခဲ့တဲ့24နှစ်အရှိကပါဒီစစ်ပွဲထဲမှာအမေရိကန်ကဒေါ်လာတန်း250လောက်ကိုသုံးခဲ့ပါတယ်အခုဈေးနဲ့တွက်ကြည့်လို့တော့မရပါဘူးအဲ့ချိန်ကအနည်း50ဆိုတာအရန်ကိုများပါတယ်ပြောရမယ်ဆိုရင်2002ခုနှစ်အထိကုန်ကျစရိတ်အများဆုံးစစ်ပွဲလို့ပြောရင်လည်းမမားပါဘူးအီရန်ဘက်ကနေဒီစစ်ပွဲကိုအမေရိကရဲ့အတွေ့အကြုံများတဲ့ပင်စင်စားဗိုလ်ကြီးPaul Van Ripper ကထမ်းဆောင်ခဲ့တာပါသူကအီရန်ဘက်ကနေဘာလို့ပါခဲ့ရတာလဲဆိုတဲ့သမိုင်းတစ်ခုရှိပါတယ်ကဲထားပါစစ်ပွဲစတင်ချိန်မှာအမေရိကဘက်ကနေအီရန်ကိုလက်နက်ချဖို့စာပေးပို့ခဲ့ပါတယ်ဒါပေမဲ့အီရန်ဘက်ကဒီစာကိုပယ်ဖျက်ခဲ့ပါတယ်အမေရိကန်ရဲ့အကြီးဆုံးအားသာချက်က electronic surveillance တွေဆိုတာကို Paul Van Ripper ကကောင်းကောင်းသိခဲ့တယ်အမေရိကန်ကဖုန်းခေါ်ဆိုမှုတွေ radio signal တွေ satellite transmission တွေအားလုံးကိုဖမ်းယူနိုင်ပါတယ်ဒါကြောင့်ဒီစစ်ပွဲမှာအီရန်ကဒီနည်းပညာတွေကိုလုံးဝမသုံးဖို့ဆုံးဖြတ်ခဲ့တယ်စာတွေကိုတနေရာကနေတနေရာပို့ဖို့အတွက်စိုင်ကယ်တွေကိုအသုံးပြုခဲ့တယ်အမေရိကန်စစ်တင်မောကြီးတွေရဲ့တီနီယာကိုတီးဖို့အတွက်ငါးဖမ်းလေတေးသေးလေးတွေအသုံးပြုပြီးတော့မှစောင့်ကြည့်ခဲ့တယ်ဒီစစ်တင်မောတွေဘယ်နေရာမှာရှိလဲဆိုတာကိုသိတာနဲ့အီရန်ဘက်ကနေအမြန်ဆုံးတိုက်ခိုက်ခဲ့တယ်အီရန်ကစစ်လေယာဉ်တွေကိုညွှန်ကြားဖို့အတွက် light signal တွေကိုအသုံးပြုခဲ့တယ်တိုက်ခိုက်ဖို့အမိန့်ပေးတဲ့အခါမှာဖျားเจ้าတွေရဲ့ loud speaker တွေကနေ code message တွေကိုကြေညာခဲ့တယ်အမေရိကမှာကမ္ဘာအဆင့်အမြင့်ဆုံး defense system တွေရှိပေမဲ့အီရန်က missile အများကြီးကိုတစ်ချိန်တည်းမှာပစ်နိုင်ခဲ့တဲ့အတွက်ကြောင့်ဒီအဆင့်မြင့် defense system တွေကတော့မထိန်ချုံနိုင်ခဲ့ပါဘူးဒါတွေမကပါဘူးအီရန်ဘက်ကအမေရိကရဲ့ပောက်ကွဲစရာတွေတင်ထားတဲ့ speed boat တွေကိုလည်းဖျက်ဆီးခဲ့တယ်အဲ့ဒီစစ်ပွဲထဲမှာအမေရိကန်ရဲ့စစ်သင်္ဘောပေါင်း16စင်းအောင်ပျက်စီးသွားခဲ့ပါတယ်အဲ့ဒီထဲမှာ aircraft carrier တစ်စင်း cruiser 10စင်း amphibious သင်္ဘော5စင်းပါဝင်ပါတယ်အဲ့ဒီစစ်ပွဲမှာအီရန်အသုံးပြုခဲ့တဲ့ strategy ကို asymmetric warfare လို့ခေါ်ပါတယ်အဓိပ္ပာယ်ကတော့ကုန်ကျစရိတ်ကြီးတဲ့နည်းပညာတွေကိုမသုံးဘဲဖန်တီးမှုရှိတဲ့နည်းဗျူဟာတွေနဲ့အနိုင်ယူတာကိုဆိုလိုပါတယ်ဒီနေ့ခေတ်စစ်ပွဲတွေမှာလည်းအီရန်ကဈေးသက်သာတဲ့ drone တွေကိုအသုံးပြုပြီးတော့အမေရိကန်ရဲ့ဈေးကြီးတဲ့ interceptor system တွေကိုဖျက်ဆီးနေပါတယ်ဒါတွေမကပါဘူးအမေရိကန်အင်အားအတွက်အရေးကြီးတဲ့အရှေ့အလယ်ပိုင်းဒေသရဲ့ infrastructure တွေကိုလည်းတိုက်ခိုက်နေပါတယ်အရေးကြီးတာကျွန်တော်တို့နိုင်ငံစီမပြတ်ဖို့ပါကျေးဇူးတင်ပါတယ်